စင်ကယ်တူတီဤ KB ဇက်ပေးဖြင့်ငွေထုံနည်းလေးကိုအသေးစိတ်ရှင်းပြပေးလိုက်ပါတယ်ရှင်ပထမဆုံးအနေဖြင့် application ထဲသို့ဝင်ပြီးအောက်ဆုံးရှိကျွန်ုပ်နေရာအားနှိပ်ပါထို့နောက်ငွေထုတ်နေရာကိုနှိပ်ပါငွေထုတ်ကိုနှိပ်ပြီးပါကငွေသားထုတ်ယူရန်အတွက်ဘဏ်ကတ်တဲ့ပါနေရာအားနှိပ်ပါထို့နောက်ငွေထုတ်ရန်သတိပြုရမည့်အချက်များကိုသေချာစွာဖတ်ပြီး OK အားနှိပ်ပါထို့နောက်လူကြီးမီအကောင့်ဖွင့်ထားသောဖုန်းသို့မဟုတ် email ထဲသို့ OTP ကုတ်6လုံးရောက်ရှိလာပါလိမ့်မယ်ထိုကဏ္ဍ6လုံးအား OTP ကုတ်နေရာတွင်ထည့်ပါထို့နောက်ငွေလက်ခံမည့် KPay နာမည်အားမှန်ကန်စွာဖြည့်ပါပြီးနောက်ငွေလက်ခံမည့် KPay ဖုန်းနံပါတ်အားမှန်ကန်စွာဖြည့်ပါထပ်မံ၍လူကြီးမီ KPay နံပါတ်အားအတည်ပြုပေးပါထို့နောက်လူကြီးမီ KPay ကျူအားပုံအားထည့်ပြီးနောက်တင်ပြပါဦးနှိပ်ပါငွေထုတ်ယူတဲ့အခါမြည်သူမှန်းသိစေရန်အတွက်လုံခြုံရေးကုတ်6လုံးကိုမှတ်ကန်စွာရိုက်ထည့်ပါလုံခြုံရေးကုတ်ကိုထပ်မံအတည်ပြုပြီးပါကလူကြီးမီ Single 2D application နဲ့ငွေထုတ်ရန်အကောင့်ချိတ်ဆက်ခြင်းအောင်မြင်ပါပြီရှင်ထို့နောက်ငွေထုတ်ပမာဏတွင်မိမိထုတ်လိုသောပမာဏအားရိုက်ထည့်ပါငွေထုတ်သေးချပါကသေးချအားနှိပ်ပါထို့နောက်လုံခြုံရေးကုတ်6လုံးအားမှတ်ကန်စွာရိုက်ထည့်ပါဒါဆိုရင်တော့လူကြီးမီ Single 2D မှ KB ဇက်ပေးဖြင့်ငွေထုတ်ခြင်းအောင်မြင်ပါပြီရှင်